နေ့ဟာရှောင်းမှာအကောက်ဘယ်လိုဖွင့်ရမလဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်။ဒီတော့မှာနော်အကောက်ဖွင့်မယ်ဆိုရင်ဒီဟာလေးတစ်ချက်click လိုက်ပါနော်။နှိပ်လိုက်တာနဲ့ဒီမှာ register အကောက်ဆိုတွေ့တယ်။အားလေးတက်လိုက်။နှိပ်ပြီးတော့လည်းကိုယ်အကောက်သစ်ဖွင့်ပါဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့နာမည်တစ်ခုခုပေါ့။ကိုယ်ဘယ်လိုနာမည်ထားမလဲဆိုတော့ကျော်ကြီးလို့ရေးလိုက်မယ်ပေါ့နော်။ကျော်ကြီးလို့ရေးလိုက်ဖုန်းနံပါတ်ကိုကြာကိုယ်လက်ရှိသုံးတဲ့ဖုန်းနံပါတ်ပေါ့နော်။39တစ်ခုခုရေးလိုက်ပါနော်။ကိုယ်လက်ရှိသုံးတယ်ဒါတော့ကျွန်တော်လက်ရှိသုံးရဲ့ဖုန်းနံပါတ်ရေးထားလိုက်ပြန် password ကြာတော့ကိုမှတ်မိအောင်ရေးထားဖို့တော့နော် password တော့အရေးကြီးဆုံးကျွန်တော် password ရေးလိုက်password ကိုပဲထည့်လိုက်ဒါကျွန်တော်စမ်းပြအနေနဲ့ပေါ့နော်ကိုယ့်အနေနဲ့ကို password ဖုန်းနံပါတ်ကို password နဲ့ကိုထည့်လိုက်နော်ပြီးသွားတယ်ဒီရေးပြီးသွားတယ် register ဆိုတဲ့ဟာလေးချက်ကလေးလိုက်အားနဲ့အကောက်ဖွင့်ပြီးသွားပြီပဲပေါ့နော်အကောက်ဖွင့်ပြီးသွားတယ်ကိုဒီတဲက product တွေဝယ်ခြင်းနဲ့ဆိုရင်အရင်ဆုံးဝင်ကြိုးပြီးတော့ဝယ်လိုက်တယ်ဆိုရင်ရတယ်ပေါ့နော်